မင်္ဂလာပါအထူးရောင်ကိုဖော်ထုတ်ခြင်းအထူးရောင်ရွေးကောက်ပွဲကိုလူငယ်တွေဘယ်လိုစန့်ကျင်ကြမလဲဆိုတဲ့အစီအစဉ်ကနေပြီးတော့မှကြိုးဆိုပါတယ်အတင်းချက်ကကျွန်တော်2023မှာသူတို့စူးစမ်းတယ်ဆိုတာအထမမြောက်လာရပေါ့နော်အာဆီယံကလည်းအတိမတ်မပြူတဲ့ပုံစံမျိုးတော့သူတို့ပြတယ်ဒီအထူးရောင်ရွေးကောက်ပွဲကိုပုံစံမျိုးစုံနဲ့တော်လန်ကြတယ်ဂီတနဲ့ကျွမ်းတဲ့ကောင်ဂီတနဲ့တော်တယ်လို့ပကြီးကျွမ်းတဲ့သူတွေကလည်းပကြီးကဏ္ဍကနေသူတို့ပါတယ်ပေါ့နော်အဲ့တော့ဘယ်သူမှလက်မခံအောင်ဆိုတဲ့ကိစ္စကဒါဟိုအထူးတလေပြောစရာတော့မလိုကျမတို့ကအခုကအပြောင်းလဲတစ်ခုဖြစ်တယ်အဲ့တော့လူတော်များများကကျမတို့က sham election လို့ပြောနေကြတာပေါ့နော်အထူးရောင်ရွေးကောက်ပွဲလို့ပြောလူပညာရှင်တွေကိုဆွဲထုတ်မယ်ပြီးရင်အဲ့လို TV သူတို့ရဲ့ဟိုနိုင်ငံပိုင် platform မှာပဲမမဲပေးဖို့လုံဆော်တာအဲ့ဒီမှာလည်းရောနေတာပေါ့တချို့ကကြတော့ကိုကျိုးစီးပွားပဲစိတ်ဝင်စားပြီးတော့ဟိုဒီဘသူတည်ငတေးမှပြီးတော့သူဘသူပဲဘယ်လောက်ရုံမှာဒါပေမဲ့တချို့ကြတော့ဟိုကျွန်တော်ဥပမာပဲရက်တယ်တနိုင်တပြားစစ်တပ်နဲ့ကင်းအောင်နေတယ်ဟိုမတက်တာတဲ့အဆုံးဟိုပေါ့နော်သူစားဝတ်နေရေးအတွက်လို့ဘားတွေမှာလောက်ဆိုတာမျိုးတော့ရှိတယ်ဒါပေမဲ့အကုန်လုံးယူသူကတသားတည်းဖြစ်တော့အကုန်လုံးဆွဲသွင်းပြီးတော့ TV ဖန်သားပြည်မှာဆွဲထိုင်နေတာသူတို့ထောက်ခံနေပါပြီဆိုတဲ့ဟာဒါ88တည်းကလုတ်ခဲ့တဲ့အချိုးတွေပဲပေါ့